ဇလန်းရဲ့အစာမှာတော့တညတော့အချိန်ဗီယက်နမ်မြို့တော်မှာအမျိုးသမီးတယောက်မြို့ထဲကိုဖျက်ချောက်သွားတာကိုမြင်တွေ့ရပါတယ်။သူမနာမည်ကမဲဖြစ်ပြီးအဲ့ဒီအချိန်မှာသူမဟာအိမ်ဟောင်းကနေအိမ်ငါးတိုက်ခန်းအသစ်တစ်ခုစီကိုအခုလေးတင်ပြောင်းရွှေ့လာတာဖြစ်ပါတယ်။အတင်းအဖြစ်တိုးတက်တဲ့အိမ်ကြီးချင်းမျိုးမျိုးရှိတဲ့တိုက်ခန်းတွဲတစ်ခုစီကိုပေါ့အဲ့ဒီမတိုင်ခင်မှာသူမဟာသူမအကြိုက်ဆုံးဖြစ်တဲ့တရားမပါတဲ့ကော်ဖီခါးကိုဝယ်ယူဖို့အချိန်ပေးခဲ့ပါသေးတယ်။လေကားပေါ်ကိုတက်ရောက်ရှိသေးတဲ့သူမဟာအဲ့ဒီတိုက်ခန်းမှာနေတဲ့လူကြီးပိုင်းမျိုးသားတွေရဲ့စံနောက်ကြည်စဲခြင်းကိုခံလိုက်ရပါတယ်ပြီးတော့တိတာပါတယ်ချက်ချင်းဆိုသလိုပဲအဲ့ဒီလူကြီးရဲ့ဇနီးဖြစ်သူရဲ့ကြောက်စရာကောင်းတဲ့မျက်နှာပေးနဲ့ကြိုးဆိုခြင်းကိုခံလိုက်ရပါတယ်မတော်တဆဆိုသလိုသူမဟာအမျိုးသမီးကြီးတယောက်ကိုလည်းတိုက်မိခဲ့ပါသေးတယ်အဲ့ဒီအမျိုးသမီးကြီးရဲ့ပွားစီပြောဆိုတမ်းတွေကိုအမြန်ရှောင်ရှားခြင်းတာကြောင့်သူမဟာအလောတကြီးဖြစ်သွားပြီးမတော်တဆအမျိုးသားတယောက်ကိုထပ်တိုက်မိပြန်ပါတယ်သူမရဲ့အချစ်တော်ငါးလေးထည့်ထားတဲ့ပလင်းလေးပြုတ်ကျပြီးကွဲသွားတဲ့အထိပါပဲကံကောင်းတာကအဲ့ဒီအမျိုးသားဟာချက်ချင်းဆိုသလိုပဲသူ့ရဲ့ရေတန့်ဘူးကိုငါးထဲဖို့ခွဲအဖြစ်ပေးခဲ့ပါတယ်ဒီအမျိုးသားနာမည်ကဆော့ဖြစ်ပြီးမိန်းကလေးအများကြီးနဲ့ပွေရှုပ်တတ်တဲ့ဖွဲပိုက်တယောက်ဖြစ်ပါတယ်သူ့ရုပ်ရည်ကလည်းအတော်အတန်ချုံမောတာကြောင့်မိန်းကလေးအများကြီးကသူ့ကိုလိုချင်ကြတာမဆန်းပါဘူးအထက်မှာတော့အိမ်ခန်းကိုရှင်းလင်းပေးနေတဲ့အိမ်လာခတောင်းမဲ့အမျိုးသမီးကြီးကသူမကိုစောင့်နေပါတယ်ကူညီပြီးတဲ့နောက်မှာတော့သူမဟာနောက်ထပ်2လစာအတွက်အိမ်လာခကိုချက်ချင်းတောင်းပါတော့တယ်တကားကနေထွက်ရုံရှိသေးတယ်အိမ်ပိုင်ရှင်မျိုးသမီးကြီးဟာတခြားနေထိုင်သူတွေနဲ့ချက်ချင်းအတင်းဖြင်းစတင်ပြောဆိုပါတော့တယ်ဒါဟာမဲဟာစင်ကုန်မတယောက်ဖြစ်တဲ့အခြေအနေကြောင့်ဆိုတာသိကြပါတယ်အခန်းရှင်းလင်းပြီးတဲ့နောက်မှာတော့သူမဟာသူမရဲ့ကလေးစီဖုန်းဆက်ဖို့အချိန်ပေးခဲ့ပါတယ်မတော်တဆဆိုသလိုသူမဟာစွန်းနဲ့မျက်လုံးချင်းစုံခဲ့ပါတယ်သူတို့ရဲ့အိမ်ခန်းတကားတွေကမျက်နှာချင်းဆိုင်ဖြစ်နေလို့ပါအဲ့ဒီအချိန်မှာသူဟာအမျိုးသမီးတယောက်နဲ့အခုလေးတင်ပြောပါပြီးကစားဖြစ်တာကြောင့်တပတ်တစ်ထည်ပဲပတ်ထားဆဲဖြစ်ပါတယ်မဲကအနှိတ်ခမ်းတစ်ခုမှာအလုပ်လုပ်ပါတယ်အဲ့ဒီမှာအလုပ်ဝင်တာမကြသေးပေမဲ့သူမမှာဖောက်တဲ့တွေအများကြီးရှိနေပါပြီဒါဟာအနှိတ်အပြင်တခြားဝန်ဆောင်မှုပေးလို့မဟုတ်ပဲသူမရဲ့အနှိတ်စွမ်းရည်အရေးသွေးကြောင့်သာဖြစ်ပါဒါကြောင့်ဖောက်တဲ့အများပြားဟာတခြားဝန်ထမ်းတွေထက်သူမကိုပိုပြီးစိတ်ဝင်စားကြတာပါတခါမှသူတို့နှစ်ယောက်ထပ်မံဆုံတွေ့ကြပြန်ပါတယ်သူအနှိတ်ခံနေစဉ်အတွင်းမှာဇူကမဲကိုအမြဲတမ်းဆက်နောက်ကြည့်နေပါတယ်ဒါပေမဲ့နောက်တစ်ချိန်မှာလည်းမဲဟာအလွယ်တကူကြာရှုံးမသွားခဲ့ပါဘူးနောက်ဆုံးမှာတော့စားအရှုံးပေးလိုက်ရတဲ့အထိပါပဲအနှိတ်ခံကိစ္စပြီးတဲ့နောက်မှာစားရဲ့တငယ်ချင်းကပြောပါတယ်မဲဟာအလွယ်တကူထိတွေ့လို့ရတဲ့အမျိုးသမီးမျိုးမဟုတ်ဘူးလို့ပေါ့ဒါပေမဲ့သူဟာအရှုံးပေးမဲ့အစားမဲရဲ့နှလုံးသားကိုတိမ့်ပိုက်ဖို့ပိုပြီးစိန်ခေါ်မှုဖြစ်လာခဲ့ပါတယ်ပြီးတော့ဇူကအနှိမ့်နဲ့အမြန်သူမရဲ့နှလုံးသားကိုတိမ့်ပိုက်နိုင်မယ်လို့အလောင်းစားလုပ်ဝင်ပါတယ်သူ့ရဲ့ကြိုးစားအားထုတ်မှုတွေစတင်ပါပြီးတမနက်မှာတော့မဲဟာသူမရဲ့အခန်းတကားရှိမှခွေးချီတွေကိုတမင်လာချထားတဲ့အိမ်ကြီးချင်းတွေနဲ့စကားများခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုစောကအလွတ်မပေးခဲ့ပါဘူးသူဟာမဲရဲ့ရှိမှသူ့ရဲ့ကောင်းတယောက်လိုဟန်ဆောင်ခဲ့ပါတယ်အမျိုးသမီးကြီးတွေရန်ကနေမဲကိုကာကွယ်ပေးတာကစားလို့မဲအတွက်အစားတောက်တွေနဲ့တိုင်ကားလေးတွေဝယ်ပေးတဲ့အထိပါပဲအစပိုင်းမှာမဲကညှင်းဆန်ခဲ့ပေမဲ့သူ့ရဲ့အပြစ်ကင်းစင်တဲ့မျက်နှာအားလေးကိုမြင်တဲ့အခါမှာတော့နောက်ဆုံးမှာစိတ်ပျော့သွားခဲ့ပါတယ်သူမရဲ့အလုပ်ခွင်မှာတော့သူမဟာအဲ့ဒီကလုံခြုံရေးဝန်ထမ်းဖက်ပန်းနဲ့တော်တော်လေးရင်းနှီးပါတယ်သူ့ကိုဖခင်ရင်းလိုတောင်သဘောထားပါတယ်အလုံးမဝင်ခင်မှာဖိတ်ပန်ကမဲအကြိုက်ဆုံးကော်ဖီခါးကိုပေးလေးရှိပါတယ်ဒါကိုဖက်ပန်ကိုယ်တိုင်ထော်ပေးတာဖြစ်ပါတယ်ဒါကတော့ဝက်ပါမဲရဲ့တငယ်ချင်းကောင်းဖြစ်တယ်လို့သူမရဲ့အလုပ်ဟောင်းကတစ္ဆာရှိတဲ့ဖောက်တဲ့တူလည်းဖြစ်ပါတယ်တကယ်တော့ဟာသူမရဲ့စီးပွားရေးလုပ်ငန်းတွေကိုကူညီဖို့မဲကိုခေါ်နေရကြပါပြီဒါပေမဲ့မဲကအကြောင်းပြချက်နဲ့ညှင်းဆိုခဲ့ပါတယ်စီးပွားရေးလုပ်ငန်းဟာသူတို့နှစ်ဦးရဲ့တငယ်ချင်းတန်ရောစင်ကိုပျက်စီးစေနိုင်တယ်လို့သူမယူဆလို့ပါဘာလို့လဲဆိုတော့မဲကသူမရဲ့တငယ်ချင်းကောင်းကိုမဆုံးရှုံးခြင်းလို့ပါသူမအတွက်တော့တငယ်ချင်းဖြစ်တယ်လို့အမတယောက်လည်းဖြစ်လို့ပါမဲကအမျိုးသားတယောက်ကသူမကိုလာပူပန်းနေတဲ့အကြောင်းကိုလည်းပြောပြခဲ့ပြီးအဲ့ဒီအချက်ကိုဟိုကအပြည့်အဝထောက်ခံခဲ့ပါတယ်ဒါပေမဲ့မဲရဲ့နာမည်ကြီးမှုဟာအဲ့ဒီကလုတ်ဖို့ကန်ဖက်တွေရဲ့မနာလိုမှုကိုခံနေရပါတယ်သူတို့နှစ်ယောက်ဟာလက်သေးနဲ့ကုတ်ပြီးရန်ဖြစ်တော့မဲ့ဆဲမှာပဲဖေထွာရောက်လာလို့တားဆီးနိုင်ခဲ့ပါတယ်အခြားတစ်ဖက်မှာလည်းမဲရဲ့အဖေဟာအွန်လိုင်းလောင်းကစားကြွေးတွေအများကြီးတင်နေတာကြောင့်ဂိုင်းစတာကောင်းဆောင်ရဲ့ထိုးချိတ်ခြင်းကိုခံနေရတာကိုမြင်တွေ့ရပါတယ်အိမ်ခန်းကိုပြန်ရောက်တဲ့အခါမှာတော့လွန်ခဲ့တဲ့ရက်ကသူမကိုစားနောက်ခဲ့တဲ့တိုက်ခန်းနေအမျိုးသားတဦးရဲ့အထမပြုခြင်းကိုစူးစမ်းခြင်းကိုမဲခံရလို့နှီးပါဖြစ်ခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲရှားရောက်လာပြီးအဲ့ဒီအမျိုးသားကိုထိုးချိတ်ကမဲကိုကဲတင်ခဲ့လို့ရဲစခန်းထိရောက်သွားခဲ့ကြပါတယ်ငါတိတာပေါ့ဒါပေမဲ့ငါထိခိုက်ရင်ဘယ်သူမှဂရုစိုက်ပေးမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ကိစ္စတွေပြီးသွားတဲ့အခါသူတို့နှစ်ယောက်ညဘက်မှာအတူတူအချိန်ဖြုံးခဲ့ကြပါတယ်စားဟာမဲကသူမအသက်38နှစ်ရှိပြီလို့ပြောတဲ့အခါအံ့ဩသွားပြီးမယုံနိုင်ဖြစ်ခဲ့ရပါတယ်ဘာလို့လဲဆိုတော့မဲရဲ့မျက်နှာဟာအိုမင်းနဲ့အရေးရောင်လုံးဝမရှိတာကြောင့်ဖြစ်ပါတယ်မနက်မိုးလင်းတဲ့အခါမှာတော့မဲစီမှာအရွယ်ရောက်နေပြီဖြစ်တဲ့သမီးတယောက်ရှိနေတာကိုသိလိုက်ရလို့စားအံ့ဩသွားပြန်ပါတယ်အဲ့ဒီသမီးလေးဟာမဲရဲ့အဖေနဲ့အတူအိမ်ကန်တဲ့ကိုရောက်လာတာဖြစ်ပါတယ်မဲဟာသူမရဲ့အဖေကိုအကြီးကျယ်စူပူချိန်မောင်းခဲ့ပေမဲ့အဖေဖြစ်သူကတော့မျက်နှာငယ်လေးနဲ့ပတ်စံတောင်းနေခဲ့ပါတယ်အဲ့ဒီပတ်စံတွေကိုသူ့ရဲ့လောင်းကစားကြွေးတွေဆက်ဖို့သုံးမှဖြစ်တာသိချပါတယ်မဲဟာစိတ်တူနေပေမဲ့လည်းဒေါ်လာ2500ဆိုတဲ့များပြားတဲ့ပတ်စံကိုထုတ်ပေးလိုက်ပါတယ်အဖေဖြစ်သူထွက်သွားပြီးနောက်မှာသမီးဖြစ်သူကသူမအနာကိုရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာမဲဟာအတိတ်က brain ကိုခက်ခက်ပြုစုပြောင်းထောင်ခဲ့ရပုံတွေကိုပြန်တရိယာသွားပါတယ်ဖျားနာနေတဲ့ကလေးကိုပြုစုရတာဝင်ထုတ်ဝင်ပို့ဖြစ်တဲ့အဖေကိုလှုပ်ကြွေးရတာနဲ့သူမရဲ့ရီးစားဟောင်းကတောင်ကလေးရှိတာကိုလက်မခံနိုင်ခဲ့တဲ့အဖြစ်အပျက်တွေကိုပေါ်နောက်တနေ့မှာအားတော့ကမဲကိုဆွဲကြိုးတကုံလက်ဆောင်ပေးရင်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးအခြေအနေကိုမေးမြန်းခဲ့ပါတယ်။အခြားတစ်ဖက်မှာလည်းဇာဟာမဲကအပြိုစင်တရားမဟုတ်မှန်းသိလိုက်ရတဲ့အခါတွန့်ဆုတ်နေတယ်လို့ရှိတယ်လို့မဲကလည်းထို့အတူပါပဲ။ညဘက်ဝန်ထမ်းတွေအားလုံးပြန်သွားတဲ့အခါမှာတော့ဖာဒရင်ကမဲကိုအိမ်သားထဲမှာတုပ်ပိတ်ပြီးပညာပေးခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲဖက်ကထရင်ကကဲထုတ်ပေးခဲ့ပြီးအိမ်ကြီးလိုက်ပို့ပေးခဲ့ပါတယ်။ဖက်ကထရင်ကမဲကိုတမီးရင်းလို့သဘောထားတယ်လို့မဲကလည်းသူ့ကိုအဖေလိုသဘောထားပါတယ်။ဘာကွာတခုမှသူတို့နှစ်ယောက်ပြန်ဆုံပြီးနှစ်ယောက်ချင်းစကားပြောခဲ့ကြပါတယ်။ဆိုကမဲကိုစောင့်ရှောက်မှဖြစ်ကြောင်းနဲ့သူမရဲ့ဘလို့အားနည်းချက်မျိုးကိုမဆိုလက်ခံဖို့အသင့်ရှိကြောင်းအာမခံခဲ့ပါတယ်။ဒါပေမဲ့မဲကတော့သူမကိုမချစ်ပါနဲ့လို့ပြောခဲ့ပါတယ်။သူမရဲ့မျက်ဝန်းတွေထဲမှာတော့ဆက်လက်မခံနိုင်မဲ့တခုခုရှိနေတယ်လို့အရေးအယောင်တွေပြနေပါတယ်။ဘာပဲဖြစ်ဖြစ်အိမ်ပြန်ရောက်တဲ့အခါမှာတော့မဲရဲ့စိတ်တွေပြောင်းလဲသွားပုံရပြီးအဲ့ဒီလှပတဲ့ညမှာသူတို့နှစ်ယောက်အတူတူအချိန်ကုန်ဆုံးခဲ့ကြပါတယ်။သူတို့နှစ်ယောက်ရဲ့ရိုမန်တဆန်မှုကိုမြင်တဲ့အခါမှာတော့အိမ်ကြီးချင်းတွေကဆက်စုလာကြပြီးအဲ့ဒီအချိန်ကစလို့သူတို့နှစ်ယောက်ဟာအမြဲတူတူရှိနေခဲ့ပါတယ်။တနေ့မှာတော့ရှောက်ကသူ့ရဲ့မိဘတွေနဲ့တွေ့ဖို့မဲကိုခေါ်သွားခဲ့ပါတယ်။
သူတို့ဟာနန်းတော်ကြီးတစ်ခုလိုခမ်းနားထည်ဝါလာတဲ့ဆိုရဲ့အိမ်ကြီးကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီမှာသူ့ရဲ့မိသားစုဝင်တွေကစောင့်ကြုံနေကြပါတယ်။ဒါပေမဲ့စုရဲ့အမေကမဲရဲ့အလုတ်ကင်တဲ့အသက်ကိုမေးလိုက်တဲ့အခါသူတို့အားလုံးဆုံးသွားကြပါတယ်။ဒါပေမဲ့အံ့ဩစရာကဒါတင်မကသေးပါဘူး။အမှန်တရားကတော့မဲကအမအရင်လိုအကူခဲ့တဲ့အခင်ဆုံးတငယ်ချင်းကဟာဆာရဲ့အမေဖြစ်နေတာပါပဲ။အိမ်ပြန်လန်းတစ်လျှောက်လုံးမဲရောစူပါဘာစကားတစ်ခုမှထွက်မလာခဲ့ပါဘူး။ဖះเจ้าတစ်ခုထဲမှာတော့မဲနဲ့ဝတို့ဟာမိခင်ချအင်ဂျင်စကားပြောခဲ့ကြပါတယ်။ကိုရဲ့စကားတွေထဲမှာတော့သူတို့နှစ်ဦးလုံးရဲ့ကောင်းကျိုးအတွက်သူမရဲ့သားကိုလမ်းခွဲပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမဲရဲ့အဖေကပြဿနာထက်ရှာပြန်ပြီးအတိုးသမားတွေကဒေါ်လာ20သူညဆိုတဲ့များပြားတဲ့ကျွေးမီတွေကိုလာတောင်းကြပါတယ်မဲဟာစိတ်ကုံလုံးလို့ငိုယိုပြီးအဖေဖြစ်သူကိုအိမ်ကနေနှင်ထုတ်လိုက်ပါတယ်။အဲ့ဒီနေရာမှာတင်မဲကသူမရဲ့ရင်ထဲကခံစားချက်တွေကိုစောက်ကိုဖွင့်ပြောလိုက်ပါတယ်ဝင်မရှိသေးတဲ့ဇဟာသူမကိုကျွေးမွေးနိုင်မှာမဟုတ်ဘူးလို့သူမယုံကြည်ကြောင်းပြောလိုက်တာပါငါရဲ့ဝင်ကမင်းထက်တောင်များနေအောင်မယ်ဆိုရင်ရောဆိုတဲ့မဲရဲ့စကားဟာစောက်ကိုရိုက်နှက်လိုက်တယ်လို့ပါပဲအိမ်မှာတော့အမေနဲ့တားဖြစ်သူတို့အကြီးကျယ်စကားများခဲ့ကြပါတယ်အမေဖြစ်သူနောက်အိမ်တော်မပြုတ်ပဲသူမရဲ့ခံစားချက်တွေကိုစတေးခဲ့တာဟာအခြားကြောင့်မဟုတ်ပဲသူမသားရဲ့ပျော်ရွှင်မှုကိုအလေးထားခဲ့တာကြောင့်ပဲဖြစ်ပါတယ်သူမအလွန်ချစ်ရတဲ့သားလေးအတွက်ပေါ်ဒါပေမဲ့ယောကတော့စိတ်ပြတ်သွားခဲ့ပါတယ်စိတ်ပြတ်ရတာကတော့စားကြောင့်ပါဆောက်ဟာသူ့ရဲ့အတီးလင်းဖြစ်မှုကိုတက်တည်ပြဖို့အတွက်နောက်ဆုံးမှာကိုချစ်တော့ပေါ်ကိုရက်တီဖို့ဆုံးဖြတ်ခဲ့ပြီးသူ့မိပေးထားတဲ့အထောက်ပံ့အားလုံးကိုဆွတ်လွတ်လိုက်ပါတယ်တရက်ပြီးတရက်သူဟာအချိန်ပိုင်းဆရာအဖြစ်လုတ်ကင်ခြင်းကဖေးတွေမှာဒီတတိခတ်သူအဖြစ်လုတ်ကင်ခြင်းနဲ့တခြားအလုပ်တွေအများကြီးကိုပတ်စံစုဖို့အတွက်ပဲလုတ်ကင်ခဲ့ပါတယ်အခြားတစ်ဖက်မှာလည်းအမြဲတမ်းနှိမ့်ဆက်ခံရတာကိုတော်တော်လေးစိတ်ကုန်သွားပြီဖြစ်တဲ့အတွက်နောက်ဆုံးမှာမဲဟာပြန်လည်ခုခံမှုဆုံးဖြတ်လိုက်ပါတယ်သူမကိုအမြဲနှောက်ယှက်နေတဲ့တငယ်ချင်းတွေကိုပြန်လည်တုံ့ပြန်ခဲ့ပြီးအလုပ်ကနေထွက်ဖို့အထိဆုံးဖြတ်လိုက်ပါတယ်အိမ်မှာအချိန်တော်ကြာမတွေ့ဖြစ်ကြပြီးနောက်သူတို့နှစ်ယောက်နောက်ဆုံးမှာပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်ဆရာဟာသူ့ရဲ့ပြင်ပဆင်းရဲစွာရှာဖွေထားတဲ့လုပ်အားခတွေနဲ့ဝယ်ထားတဲ့လှပတဲ့ဆွဲကြိုးလေးတစ်ကုန်းကိုပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်ပြန်လည်ပေါင်းထုတ်သွားခဲ့ပြီးတယောက်စောင့်ရှောက်ဖို့နဲ့ဘယ်တော့မှခွဲခွာမှာမဟုတ်ဘူးလို့ကတိပြုခဲ့ကြပါတယ်ညရောက်တဲ့အခါမှာတော့သူတို့ဟာအမေဖြစ်သူရဲ့အိမ်မှာညစာစားဖို့ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။အစပိုင်းမှာတော့အားလုံးအဆင်ပြေနေခဲ့ပေမဲ့အမေဖြစ်သူကသူတို့နှစ်ယောက်လမ်းခွဲဖို့အတွက်နောက်တစ်ကြိမ်ထပ်မံတောင်းဆိုခဲ့ပြန်ပါတယ်။မေရဲ့သမီးလေးကိုနိုင်ငံခြားမှာကျောင်းပြီးတဲ့အထိပညာသင်ဆုပေးမယ်ဆိုတဲ့ကတိနဲ့ပေါ့ဒါကိုတော့မြရောစလို့ပါပြက်ပြက်တသားညှင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့အမေဖြစ်သူဟာမေရဲ့အတိတ်ကလှုပ်ဝက်ချက်အားလုံးကိုဖွင့်ချပါတော့တယ်။အဲ့ဒါကတော့မဲကိုသူမရဲ့အဖေကစီးပွားရေးအကျက်တီကြောင်ရောင်းစားခဲ့ဘူးလေဆိုတဲ့အချက်ပါဒါကိုသိလိုက်ရတဲ့အခါမေဟာသူမရဲ့အဖေပေါ်အရန်ကိုဒေါသထွက်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပြောကြားချက်ဟာစိုးရဲ့ဆုံးဖြတ်ချက်ကိုမတုံ့လို့စေခဲ့ပါဘူးသူဟာမဲကိုပဲလက်ထက်ချင်နေသေးပါဒါကိုအမေဖြစ်သူကရှော့ဖြစ်ပြီးတတိလေးလေးကျသွားခဲ့ပါတယ်အိမ်မှာတော့စိတ်ရှည်တီးခံမှုတွေကုံဆုံးသွားတဲ့အတွက်သူမဟာမဲရဲ့အတိတ်ကိုဖွင့်ချဖို့အတွက်ပေးချထားတဲ့ပတ်စံတွေကိုဝေယန္တာပေါ်ကနေကျဲချပစ်လိုက်ပါတယ်အဲ့ဒီကနေအဖေဖြစ်သူဟာလှေကားပေါ်ကနေပြုတ်ကျပြီးတေးဆုံးသွားတဲ့အထိဖြစ်ခဲ့ရပါတယ်မြေကမ်းနားမှာတော့နောက်ဆုံးအကြိမ်ဖြစ်သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြပါတယ်ဝမ်းနည်းမှုတွေကိုအတူတူဝေမျှရင်းနဲ့ပေါ့မဲကစောက်ကိုသူတို့ရဲ့ပတ်သက်မှုကိုဆက်သွားလို့မရတော့ကြောင်းပြောခဲ့ပြီးသူမကိုမစောင့်ပါနဲ့တော့လို့တောင်းပန်ခဲ့ပါတယ်မတိလိုက်ပါတာနဲ့၄နှစ်တာအချိန်တွေဟာအရန်ကိုမြင့်မြတ်ဆန်ဆန်ကုံဆုံးသွားခဲ့ပါပြီအခုခါမှမဲဟာတဲကူခန်းတစ်ခုကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်အချိန်တော်ကြာမတွေ့ဖြစ်ခဲ့ကြပြီးနောက်မှာသူတို့နှစ်ယောက်နောက်ဆုံးမှာပြန်လည်ဆုံတွေ့ခဲ့ကြပြန်ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကစောက်ဟာအခုတော့အိမ်အောင်ပြုတ်သွားခဲ့ပါပြီတခြားအားသူရဲ့ပိုင်ဆိုင်မှုဖြစ်သွားခဲ့ပါပြီမိုက်ကလည်းထို့အတူပါပဲဆရာနောက်မှာမထိုင်ဘူးလားဒီနေ့မမဒီမှာပဲထိုင်မယ်လို့ပြောခဲ့ပါတယ်မိုက်ဟာရှိုက်ကြီးတငင်ကိုကျွေးပြီးဇလန်လေးဟာလည်းအဆုံးသက်သွားပါတော့တယ်တကယ်တော့မိုင်းရဲ့ဘဝမှာမနှက်ဖြန်ဆိုတဲ့အတိတ်ပဲအတိုင်းလှပတဲ့အနာဂတ်တွေရှိခဲ့ပေမဲ့အဲ့ဒီအနာဂတ်ထဲမှာသူမအချစ်ဆုံးသူကတော့ပါဝင်ခွင့်မရခဲ့ပါဘူးသူမဟာဘဝကိုအကောင်းဆုံးကြော်ဖြတ်ပြီးအောင်မြင်မှုတွေရခဲ့ပေမဲ့ကံကြမ္မာကတော့သူမရဲ့အချစ်ဦးကိုမိတ်ဆွေဟောင်းဆိုတဲ့နာမည်တစ်ခုနဲ့ပဲအဆုံးသတ်ပေးခဲ့ပါတယ်လူတိုင်းရဲ့ဘဝမှာကိုယ်တိုင်ရွေးချယ်လို့မရတဲ့အတိတ်တွေရှိတတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီအတိတ်တွေကြောင့်ပဲအနာဂတ်မှာကိုတကယ်ချစ်ရတဲ့သူကိုလက်လွတ်လိုက်ရတာထက်ပိုနာကျင်စရာကောင်းတဲ့အရာကိုရှိနိုင်အောင်မလား။အခုဇလန်းလေးကိုကြည့်ပြီးတငယ်ချင်းတို့ကဘယ်လိုခံစားရလဲ။မိုင်းရဲ့ဆုံးဖြတ်ချက်ကမှန်တယ်လို့ထင်လား။ဒါမှမဟုတ်ထောင်ကပဲမိုင်းကိုပို့ပြီးစောင့်ဆိုင်ပေးတင်လာလား။ကိုယ့်ရဲ့အမြင်တွေကိုခမန့်မှာရေးပေးသွားပါဦး။အခုလိုဇလန်းကောင်းတွေကိုအသေးစိတ်ဝေခပ်လုပ်ပေးတာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။